皆さんこんにちは、ノバです。ကျွန်တော်တို့ entry level 新ခန်းစန်း master reading စာအုပ်ထဲကစာပိုက်လေးတွေကိုဖတ်နေရအခုဆိုရင်12ပုံမြောက်ရောက်လာပြီပေါ့နော်じゃ始めましょうねစာပိုက်မဖတ်ခင်မှာ vocabulary နဲ့ရင်းနှီးအောင်အရင်လုပ်ကြမယ်ပထမဆုံးတစ်လုံးက rainbow ဆိုတာကဒီအေးပေးရဲ့စနစ်ပေါ့နော် air conditioning ဒီ aircon တို့ပါတော့အဲ့လိုမျိုးအေးပေးရဲ့စနစ်ကိုပြောတာဂီツကကြတော့နီးပညာကိုပြောတာစူပါရာရှိကြတော့အကုန်ကောင်းမွန်ထူးခြားတော့ဗောနော် wonderful subarashi ဆိုတဲ့အဓိပ္ပာယ်အツイがပူတော့နတ်ကနွေရာဒီကိုပြောတာနာနီနာနိုအိုခါခဲ့တဲ့တခုခုရဲ့ဂျေဇူးကြောင့်မို့ကောင်းတာတခုဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်ဗောနော် grammar pattern လေး助けられるကကြတော့ဒီကုညီချင်းခံရတယ်ဆိုတော့ဒါကြောင့်မို့အကူညီရနေရပေါ့နော်အဆင်ပြေနေရဆိုတဲ့အဓိပ္ပာယ်ဘန်ကျော်ကလေ့လာမှုစာလေ့လာတာပါညာအဲ့ဒါကိုပြောတာရှိကိုတိုကကြတော့အလုပ်ပေါ့နော်အဆေကိုခခုဒါကချွေးထွက်တာပေါ့နော်ဒါက collocation လေးအတူတွဲရေးလေးရှိရဟာအဆေကိုခခုဆိုရင်ချွေးထွက်တာစစရှိကကြတော့အေးမြတော့ဆိုတဲ့အဓိပ္ပာယ်ခိုင်တခိတာဆိုရင်တတောင်းတတာရှိတဲ့အဆင်ပြေရဲဆိုတဲ့အဓိပ္ပာယ်ဒါကြတော့ Thai on ဆိုရင်ခန္ဓာကိုယ်အပူချိန်ပြောတာ body temperature ပေါ့နော်ချောဆက်စစလို့ဆိုလို့ရှိရင်ဒီထိန်းညိတာ regulate adjust လုပ်တယ်ထိန်းညိတယ်ဆိုတဲ့အဓိပ္ပာယ်ရှင်းခေရကြတော့အာယုံကြောတွေကိုပြောတာပေါ့နော်အိကျော်ကကြတော့တခုခုရဲ့အထက်ပေါ့ဟိုဂျူးအိကျော်ဆိုရင်30အထက်အဲ့လိုမျိုးအိကျော်ဆိုတာကိုလည်းရဲ့အထက်ကိုပြောတာကျူနာဆိုရင်ရုပ်တရက်ဟန်ကာကကြတော့အပြောင်းလဲခရစ်ခါဆူကကြတော့ဒီအထက်ထပ်ပြန်ပြီးလုပ်တာ repeat လုပ်တယ်မူလနေရာကိုပြန်ပြီးတော့ repeat လုပ်တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ယူဝိုင်းရကြတော့အားနေတာရှစ်စကကြတော့အခန်းဆိုတဲ့အခန်းကြီးအခန်းရဲ့အပြင်ဆိုတော့အခန်းပြင်ရှစ်စနိုင်ကကြတော့အတွင်းဘက်ခန်းကြီးနဲ့ပေါင်းထားတော့အခန်းအတွင်းထဲမှာဆိုတဲ့အဓိပ္ပာယ်ဒါကြတော့ 温度差ကဒီ temperature ကွာခြားချက်ပေါ့နော်အပူချိန်ကွာခြားချက်ကိုပြောတာဥမာကူကကြတော့ကောင်းကောင်းဆိုတဲ့အဓိပ္ပာယ်မျိုးရှိရပေါ့နော် well skillfully ဥမာကူခက်ကကြတော့ရလက်ကိုပြောတာအတမကအီတိုင်းဆိုရင်ခေါင်းကိုက်တာပေါ့ရှောကြောကကြတော့ဒီခန္ဓာကိုယ်မှာယောဂလက္ခဏာတွေလိုမျိုးလက္ခဏာတွေအဲ့ဒါကိုပြောတာပေါ့နော်ရှောကြော symptom အလာဝရဲတူကကြတော့ဒီပေါ်လာတယ်ပြတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်စာရနီဆိုရင်ဒါအပြင်ပေါ့ဝါဒူရကြတော့ဆိုတော့အိုခီလူကဖြစ်ပွားကြည့်လည်းဟုတ်တယ်အေးရထားတယ်လည်းဟုတ်တယ်ဂူအိုင်ကဝါဒူဆိုရင်ဒါခန္ဓာကိုယ်အခြေအနေမကောင်းတာပေါ့နော်မကြမ်းမာတာဆိုတဲ့အဓိပ္ပာယ်နာအိုရာနိုင်ကကြတော့နာအိုရူကပျောက်ကင်ဒီနာအိုရာနိုင်ဆိုရင်မပျောက်ကင်ဘူးဆိုတဲ့အဓိပ္ပာယ် recover မဖြစ်ဘူးဆိုတဲ့အဓိပ္ပာယ်ဒီကအဆိုဘီယာကြတော့ဒီအပြင်ထွက် hang out လုပ်တာတွေပျော်ပါတာတွေကစားတာတွေဒါတွေကိုသုံးတာစကူရဲရူကကြတော့စကူရဲတာကြတော့ကောင်းတာတော်တာ excellent superior ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အမိုးဝါနုဆိုရင်မထင်မှတ်ထားတာမတွေးမိတာ unexpected မတွေးမိဘူးဆိုတဲ့အဓိပ္ပာယ်ကန်အင်းကကြတော့အကြောင်းရင်းထိုင်းချောဖူလျောကကြတော့ခန္ဓာကိုယ်ကျန်းမာရေးအခြေအနေမကောင်းတာထိုင်းချောခန္ဓာကိုယ်အခြေအနေဖူလျောမကောင်းတာပေါ့နော်ထိုင်းချောဖူလျောဟဲ့အဲ့ဆိုရင် vocabulary နဲ့ရင်းနှီးထားပြီဆိုလို့ရှိရင်စာလိုက်ဖတ်ကြရအောင်ထုံးစံတိုင်းပထမဆုံးတစ်ကြောင်းကတော့スキの文章を読んで質問に答えなさい答えは1、2、3、4から最も良いものを一つ選びなさいはいစာလိုက်ဖတ်မယ်レイボという技術はဒီABS နဲ့ပေါ့နော်အဲ့စနစ်လို့ခေါ်တဲ့ဤပညာပေါ့နော်本当に素晴らしくတကယ်ကိုအံ့ဩဖို့ကောင်းတယ်ကောင်းမွန်ပြီးတော့နော်私たちは暑い夏にကျွန်တော်တို့ကဒီပူတဲ့နေရာဒီမှာပေါ့နော်レイボのおかげでဒီလေအေးပေးစနစ်တွေရဲ့ကျေးဇူးနဲ့いろいろ助けられているဒီလိုမျိုးအမျိုးမျိုးအကူအညီရနေရပေါ့နော်အဆင်ပြေနေရ例えばဥပမာပြောရမယ်ဆိုရင်ဘန်ကျော်တဲ့မို့ရှိကိုတဲ့မို့အလုပ်ပဲဖြစ်ဖြစ်စာလုပ်တာပဲဖြစ်ဖြစ်ပေါ့နော်暑い中汗をかきながらやるよりもဒီပူနေတဲ့အချိန်မှာပေါ့နော်ချွေးထွက်ရင်တန်လုံနေတာထက်တဲ့涼しいところでやった方がずっと快適だဒီအင်းညာတဲ့နေရာမှာလောက်တာပို့ပြီးတော့快適だဆိုရင်တတောင်းတတာရှိရဲ့အဆင်ပြေတယ်လို့ပြောတာしかしဒါပေမဲ့良いことばっかりではないကောင်းတဲ့အရာကြီးပဲတော့မဟုတ်ဘူးပေါ့နော်実はအမှန်တကယ်တော့ hit の体温を調節する神経はဒီလူရဲ့ခန္ဓာကိုယ်အပူချိန်ကိုချောဆက်ဆလို့ဆိုတာထိန်းညှိပေးတဲ့ရှင်ခိအာယုံကြောတွေရပါတော့5度セルシアス以上の
ဒီ9 cm နဲ့9 cm ဖြစ်တော့9 celsius အထက်ပေါ့နော်အထက် Q နာဟန်ကာကိုရုတ်တရက်အပြောင်းလဲအပူချိန်ပြောင်းလဲကိုခရီးခိုင်စုကုတိုနီယူဝိုင်းဆိုတာဒီ1 degree 2 degree လောက်ကွာတာကိစ္စမရှိပေမဲ့5 degree နဲ့အထက်ဆိုလို့ရှိရင်သူတို့ကထိန်းညှိပေးတဲ့ system အားနည်းတယ်ပေါ့နော်夏の室外と室内の温度差はဒီနွေရာသီမှာဆိုလို့ရှိရင်အခန်းအတွင်းနဲ့အပြင်ရဲ့အပူချိန်ကွာခြားချက်ကပေါ့နော်10度セルシアス以上になることもよくありဒီအခန်းတွင်းနဲ့အခန်းပြင်က10 degree Celsius လောက်ကွာခြားတဲ့အချိန်နဲ့ခဏခဏဖြစ်တယ်ပေါ့နော်ရှိတယ်အဲအကြောင်းမို့စုကိုဒေတာရီအဲ့ဒါကိုထွက်လိုက်ဟိုက်တာရီဝင်လိုက်ရှိတဲ့အူချီနီထွက်လိုက်ဝင်လိုက်လုံနေခြင်းနဲ့ပေါ့နော်ခုနိုထိုင်အွန်အိုချောဆက်စရုရှင်ခေကဒီခနာကိုအပူချိန်ကိုထိန်းညှိပေးတဲ့အာယုံကြောတွေရပေါ့ဥမာကုဟာတာရာကာနာကနာရုကိုတိုကအရုနိုတာဒီကောင်းကောင်းအလုံးမလုံးနိုင်တဲ့အချိန်တွေလည်းရှိရပေါ့အလုံးမလုံးနိုင်တော့ဖြစ်သွားတာတွေလည်းရှိတယ်ဆိုနိုခက်ကအဲ့ဒီယာလက်နဲ့ဘာဖြစ်လာလဲဆိုရင်စကားရရစီဒီပင်ပန်းလွယ်တာအတမကအီတိုင်းနာတို့ခေါင်းကိုက်တာတွေလိုမျိုးပေါ့နော်။စာမဇာမနာရှော်ကြောကအာနာဝဲတွေဒီလိုမျိုးအမျိုးမျိုးသောလက္ခဏာတွေပေါ်လာတယ်ပေါ့။ဒီအာယုံကြောတွေကကောင်းကောင်းမချိန်ညှိပေးနိုင်တဲ့အချိန်ပါပေါ့နော်။ဟဲ့ဆိုနာတို့အဲ့လိုဖြစ်လာမယ်ဆိုရင်နဲ့စာရာနီဝါရူကိုတိုကအိုခီလူထပ်ပြီးတော့ဆိုရကိစ္စလည်းရှိသေးတယ်ပေါ့ဖြစ်ပွားသေးတယ်။တို့ကိုယ်အီတဲမို့ဘယ်နေရာဝဲတော့လေဘိုးကအရုထားမယ်နိဒီလေအေးပိစက်တရားရှိနေရချောင်းမို့ပေါ့どんどん具合が悪くなったりဒီခနာကိုအခြေအနေကပို့ပြီးတော့မှဆိုးလာတယ်ပြီးတော့夏が終わるまで治らないということもあるのだဒီနွေရာသီမပြီးမချင်းပေါ့နော်ဒီလေပိစက်တွေတုံးမှာဆိုတော့အဲ့ခနာကိုရဲ့အခြေအနေကမကောင်းလာဘူးလို့ပြောတဲ့ကိစ္စတွေလည်းရှိပါတယ်တဲ့ဆိုရဲတဲ့ကအဲကြောင့်မို့ရှိကုတိုရဘန်ကျိုတို့ကိုကဆိုရဲတဲ့ကဆိုအဲ့လိုဖြစ်လာမယ်ဆိုလို့ရှိရင်အလုတ်တွေဒီစာလိလာတာတွေဒုကိုလိုကဆိုတာမပြောနဲ့ပေါ့နော်ကိုလက်မပြောနဲ့ကိုလက်တောင်မှမဖြစ်ဘူးအဲ့လိုမျိုးထိပ်ပဲဒုကိုလိုကဒီအလုတ်တွေစာလိလာတာတွေခဏထားအောင်ပေါ့အဲ့ဒါတွေကိုမပြောသေးနဲ့တော့အဆိုဘီမို့ဌာနိုရှိမဲနိုင်တာတော့ဒီလေဘက်ထွက်တာတို့ hang out လုပ်တာတို့ဒီလိုမျိုးတောင်မှအဲ့ဒါတွေတောင်မှ enjoy လုပ်နိုင်မှာမဟုတ်ဘူးခံစားနိုင်မှာမဟုတ်ဘူးပေါ့နော်ဟဲ့このようにအဲ့ကြောင့်မို့ဒီလိုမျိုးレイボーは暑い夏を快適に過ごすための優れた技術ではあるがဒီလေအေးပိစက်တရားပေါ့နော်ဒီနည်းပညာကဒီပူတဲ့နွေရာသီကိုတက်တောင့်တက်တာနဲ့စုကိုစုချိန်ဖြတ်တန်းတာပေါ့နော်။ထားမယ်တော့ဖြတ်တန်းနိုင်ဖို့အတွက်ဒီတော်တော်ကိုကောင်းမွန်တဲ့စုကူတဲ့တာ技術နည်းပညာတဲ့ว่าあるがဖြစ်ပေမဲ့လေတဲ့思わぬ体調不良の原因にもなりうるဒီ思わぬဆိုတာမမျှော်လင့်ထားတဲ့မထင်မှတ်ထားတဲ့ခနာကိုအခြေအနေဆိုးရွားလာစေတဲ့原因ဆိုတာအကြောင်းပြချက်ပေါ့နော်အကြောင်းပြချက်ကိုလည်းနာရီဥရုဖြစ်လာနိုင်ကြီးရှိပါတယ်တဲ့မထင်မှတ်ထားတဲ့ခန္ဓာကိုယ်မကျန်းမာစေတဲ့အကြောင်းရင်းဖြစ်လာနိုင်ကြီးလည်းရှိပါတယ်တဲ့ဒေဘိုနိုဂီတဆိုတာဒီလေအေးပေးဆက်နီးပညာပေါ့နော်အာရိကတိုင်းမနိုတာကဒီကျေစုတင်ဖို့ကောင်းတဲ့အရာဖြစ်ပေမဲ့လည်းတဲ့ဒိုင်းကြီးနောက်ကတော့အရေးကြီးတာကတော့ဆိုနိုဂီတဆိုအဲ့ဒီနီးပညာကိုဂျော်ဇူနစ်စကောက်တိုအီကိုတော့ဒီကောင်းကောင်းမွန်မွန်အသုံးပြုတဲ့အပိုင်းပေါ့နော်အဲ့ဒါကအရေးကြီးပါတယ်ဆိုပြီးပြောတာဟဲ့အဲ့ဆိုလို့ရှိရင်ဒီစာပိုက်တွေရဲ့ဆိုလိုရင်းကိုနားလည်မယ်လို့မျှော်လင့်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒီစာပိုက်တစ်ပိုက်တုံးကိုဂျပန်လိုဖတ်ကြည့်ကြမယ်ပေါ့နော်冷房という技術は本当に素晴らしく、私たちは暑い夏に冷房のおかげでいろいろ助けられている。例えば、勉強でも仕事でも暑い中、汗をかきながらやるよりも涼しいところでやった方がずっと快適だ。しかし、良いことばかりではない。実は、人の体温を調節する神経は5度セルシアス以上の急な変化を繰り返すことに弱いそうだ。夏の室外と室内の温度差は10度セルシアス以上になることもよくあり、そこを出たり吐いたりしているうちに、この体温を調節する神経がうまく働かなくなることがあるのだ。その結果、
疲れやすい、頭が痛いなど、様々な症状が現れる。そうなると、さらに悪いことが起きる。どこへ行っても冷房があるために、どんどん具合が悪くなったり、夏が終わるまで治らないということもあるのだ。それでは仕事や勉強どころか遊びも楽しめないだろう。このように冷房は暑い夏を快適に過ごすための優れた技術ではあるが、思わぬ体調不良の原因にもなりうる。冷房の技術はありがたいものだが、大事なことはその技術を上手に使うということだろう。はい。အဲ့ဆိုရင်မိကုံးဖတ်ကြည့်အောင်この文章で一番言いたいことは何かဒီစာပိုင်းမှာပထမဆုံးအဓိကအကျဆုံးပြောချင်တဲ့အကြောင်းပြချက်ကဘာလဲပေါ့နော် main idea ကိုမြင်ရပေါ့はいအဲ့ဆိုရင်အဓိပ္ပာယ်ပြန်ပြပါမယ်冷房は素晴らしい技術なのでどんどん使うべきだဒီလေပိဆက်နီးပညာပေါ့နော်အလွန်တရာဝန်တာဖို့ကောင်းတယ်အံ့ဩဖို့ကောင်းတယ် wonderful ဖြစ်တဲ့နီးပညာဖြစ်တာကြောင့်မို့များများအသုံးပြုတင်တယ်ပေါ့နော်နိဗ္ဗာန်ကစစ်စကိုင်းတို့စစ်နိုင်တို့温度差が10度セルシアス以上あると快適でホッとするဒီအခန်းတွင်းနဲ့အပြင်ရဲ့အပူချိန်ကွာခြားချက်ကပေါ့နော်10ဒီဂရီဆဲစီယက်အထက်ဆိုလို့ရှိရင်နဲ့ခိုင်တခိတဲ့ဒီတက်တောင်းတက်တာရှိပြီးတော့ဟိုတိုဆိုလို့ဆိုတာစိတ်အေးရတယ်တက်တောင်းတက်တာရှိရလို့ပြောတာပေါ့နော်ဆမ်ဘတ်ဒေဘိုတဲ့体を壊してしまうこともあるのでဒီလေအေးပြရဲ့စနစ်မှာလေပေါ့နော်ဒီခန္ဓာကိုယ်壊してဆိုတာကျိုးပြတ်စေတယ်လို့အဲ့လိုဓာတ်ရိုက်ပြန်လို့တော့မရဘူးပေါ့နော်ခန္ဓာကိုယ်အခြေအနေမကောင်းစေရင်မကြမ်းမာစေတယ်လို့ပြန်တော့ရမှာပေါ့နော်အဲ့လိုကိစ္စလေးရှိရကြအောင်မို့ဥမာကုစကာဟီဇိုကဒီကောင်းကောင်းအသုံးပြုဖို့မချစ်မနေလိုအပ်ပါတယ်လို့ပြောတာဒေဘိုစကာတို့ဒီနေပိစက်တွေကိုတုံးတဲ့ချိန်မှာထိုင်အွန်အိုချောဆဲဆစရုことがဒီခန္ဓာကိုယ်ရဲ့အပူချိန်တွေကိုထိန်းနေတာကできなくなるのでမထိန်းနိုင်တော့ဘူးပေါ့နော်နေပိစက်တွေအသုံးပြုရဆိုရင်ခန္ဓာကိုယ်အပူချိန်ကိုထိန်းကြီးတာမလုပ်နိုင်တော့ဘူးအဲအကြောင်းမို့စကာဝါနိုင်ဟိုကမတုံးတာကောင်းတယ်လို့ပြောတာဟဲ့အဲဆိုရင်အတင်းတော်ဆုံးအဖြေကဘာဖြစ်မလဲはい皆さんお疲れ様でしたまた会いましょうねJust take the first step and the next